ထီကိုဆက်ထိုးရတယ်ကွာအဲ့ထီကပောက်သွားတယ်ဆိုရင်ကိုကောင်မလေးကိုအတိပေးပြီးတော့ယူမလားဒါမှမဟုတ်တယောက်တစ်ဝက်ယူမလား ဒီပေးပဲယူမှာတော့တရားတို့ တိပေးပြီးပဲယူပါဦး တေချာလို့လား သိကြတယ် ညာဘက်ရောက်လို့ရှိရင်မဖြစ်မနေရကွာမလုံရမနေနိုင်တဲ့အရာတစ်ခုဆိုရင်ဘာဖြစ်မယ်ထင်လဲ အဲ့ရမနေနိုင်ဘူးညဘက်ကြာ အမရော ငါပဲဟိုဖုန်းမကြည့်ရမနေလား ကိုရီးသားနဲ့အမြဲတမ်း3နိုင်ရန်ဖြစ်မလားဒါမှမဟုတ်ကိုတတိစီကနေနေတိုင်း3နိုင်အစုခံမလား အစုပဲခံလိုက်မယ်ရန်တော့မပြည့်ချင် အမရော ရန်ဖြစ်မယ်တထိတ်စီကတော့အဆင်မခံနိုင် ရုပ်ရမ်းချော့ရကွာဒါပေမဲ့ तू ကလူကြားထဲမှာဆိုရင်အဲ့လိုမျိုးနှစ်ချီးနိုင်တာတို့အဲ့လိုမျိုးလေးလေလိုက်တာတို့အဲ့လိုမျိုးအကျင့်စရိုက်ဆိုးတဲ့သူယူမလားဒါမှမဟုတ်ကွာရုပ်ကတော့ဆိုးတယ်ကွာဒါပေမဲ့ तू ကလုံးဝတက်ရရနဲ့အနေထိုင်ကလုံးဝ perfect ဖြစ်နေတဲ့သူဆိုရင်အဲ့နှစ်ယောက်ထဲကအမတစ်ယောက်ရွေးချယ်ရမယ်ဆိုအမအနေနဲ့ဘယ်လိုကောင်းလင်းမျိုးကိုရွေးချယ်ဖြစ်လဲ တက်ရနေတဲ့လူ ညာဘက်အဲ့လို့ရှိရင်ပေါ့နော်မဖြစ်မနေပါမလုံရမနေနိုင်တဲ့အရာဆိုဘာဖြစ်မယ်ထင်လဲ မျက်နှာစင်းကဲ ထီတူတူဆက်ထိုးရတယ်ဗျာအဲ့ထီကပောက်သွားမယ်ဆိုရင်အမတငယ်ချင်းကိုအတိပေးပြီးတော့ဟဲ့ထီကတော့ပောက်သွားပြီတယောက်တော့ခွဲယူမှာဒါမှမဟုတ်သူ့ကိုအတိမပေးပဲမပောက်ဘူးဆိုပြီးကိုယ့်ကကိုတယောက်တည်းယူမလား တယောက်တော့ခွဲပြီးတော့ပဲခရီးသွားခြင်းလေပေါ့နော် ခဏကမှအကြီးကျယ်ဆုံးအစိတ်ပိုင်းတစ်ခုရှိမယ်ဆိုရင်ဘာစိတ်ပိုင်းဖြစ်မယ်ထင်လဲ လက်မောင်း တထေးစီကနေတိုင်း3နာရီစုခံမှာဒါမှမဟုတ်ကိုယ့်ကောင်မလေးနဲ့နေတိုင်း3နာရီရန်ဖြစ်မလား တထေးစီက3နိုင်စုခံ ဘာဖြစ်လို့လဲ ကောင်မလေးကိုကြောက်လို့ အခုခန္ဓာကိုယ်အစိတ်ပိုင်းမှာအကြီးကျယ်ဆုံးအစိတ်ပိုင်းဆိုဘာဖြစ်မယ်ထင်လဲ ခန္ဓာကိုယ်ဟိုပေါ့လက်မောင်းပေါ့အကုန်လုံးပေါ့ အခုဖြစ်ရနည်းနည်းလေးကြာနေတယ်လို့ပဲနော်တခုခုပြစဉ်းစားနေစာညာဘက်ရောက်လို့ရှိရင်မလုံရမနေနိုင်တဲ့အရာတစ်ခုဆိုဘာဖြစ်မယ်ထင်လဲ ဖုန်းသုံးတာပေါ့ သိကြလို့လား သိကြတယ် ကိုရီးစားနဲ့ရန်ဖြစ်မလားဒါမှမဟုတ်တထေးစီက3နာရီနေတိုင်းအစုခံမလားနေတိုင်း နေတိုင်းလားပြောစင်စရာတွေပဲလုပ်ချင်တာအဲ့လိုအစုခံတာတော့မဖြစ်ချင် အဲ့ဆိုရင်ဘာယူမလဲကောင်မလေးနဲ့နေတိုင်းရန်ဖြစ်မလားဒါမှမဟုတ်တထေးနဲ့နေတိုင်းအစုခံထိမလား အဲ့မရွေးချယ်ခက်နေတယ် ယူရမယ်ကိုတီး ဟာလားကောင်မလေးနဲ့ပဲပေါ့ ဘာဖြစ်လို့လဲ အလုံးမှာအဆင်ပြေနေတာပဲဖြစ်စစ်နေတာအဲ့လိုဖြစ်နေ ဟုတ်ကဲ့ပါဟုတ်ကိုကောင်မလေးနဲ့အတူတူထီထိုးရတယ်ကွာဒါပေမဲ့အဲ့ထီလက်မကပောက်သွားတယ်ထီလက်မကကိုစီမှာဆိုရင်ကိုကောင်မလေးကိုအတိပေးပြီးတော့တယောက်တစ်ဝက်ယူမှာဒါမှမဟုတ်ကိုတယောက်တည်းပဲယူမလား တရားတော့ယူမှာပေါ့ သိကြလို့လား သိကြပါတယ် ကိုစကားရထစ်နေတယ်လို့ပဲနော်ကိုတငယ်ချင်းနဲ့အတူတူပေါ့နော်ထီတစ်ဆောင်ဆက်ထိုးရတယ်ကွာအဲ့ထီကကိုစီမှာအဲ့ထီလက်မကပောက်သွားခဲ့တယ်ကွာတန်း900လောက်ရှိတယ်အဲ့ဆိုရင်ကိုတငယ်ချင်းကိုအတိပေးပြီးတော့တယောက်တစ်ဝက်ယူမှာဒါမှမဟုတ်ကိုတယောက်တည်းပဲတုံးမလား ကိုကဘောပဲယူလိုက် နေတိုင်း3နာရီကောင်မလေးနဲ့ရန်ဖြစ်မလားဒါမှမဟုတ်နေတိုင်း3နာရီတတိစီအစုခံမလား ကောင်းမလေးနဲ့ပဲရမ်းပြီမဲ့တရေစီကတော့အဆူမခံနိုင် ဘာဖြစ်လို့လဲ နေတိုင်းနားရင်ညီလို့ အခုခန္ဓာကိုယ်အစိတ်ပိုင်းမှာကြီးကျင်တဲ့အရာတစ်ခုဆိုဘာဖြစ်မယ်ထင်လဲခန္ဓာကိုယ်အစိတ်ပိုင်း body structure ဟုတ်ကဲ့ဘယ်အစိတ်ပိုင်းဖြစ်မလဲ စပတ် ဟာစစ်ပါပထမမေကွာကြတာပေါ့နော်အကိုကနေတိုင်းကိုချစ်သူကောင်မလေးနဲ့3နာရီရန်ဖြစ်မလားဒါမှမဟုတ်တတိစီက3နာရီနေတိုင်းအစုခံထိရအောင်ထိမလား တကယ်ကြီးရပဲစူခံလေးပါဗော ဘာဖြစ်လို့လဲ ကောင်မလေးနဲ့ရင်ပြင်ပျောက်အောင်ဗောကြာ ကိုကအကိုတငယ်ချင်းနဲ့အတူတူပဲဖြစ်ဖြစ်ကောင်မလေးနဲ့ဖြစ်ဖြစ်ထိထိုးရတယ်ကွာအဲ့ထိလက်မကပောက်သွားတန်း900လောက်ရှိတယ်ဒေါ်လာအဲ့ဒါဆိုရင်ပောက်သွားရဆိုရင်အကိုကောင်မလေးကိုအတိပေးပြီးတော့တယောက်တစ်ဝက်3လားဒါမှမဟုတ်ကိုတယောက်တည်းပဲအပိုင်ကျုံးမလား ကိုတယ်လေးကုန်ယူပြီးတော့မှကောင်မလေးကိုအကုန်လုံးပြန်ပေးလိုက်ပါဗော တေချာလို့လားအခုအတန်နေနဲ့ထစ်နေတယ်လို့ တေးရည်လေကောင်မလေးကိုပဲပြီးတော့မှအကုန်ပေးလိုက်ပါတော့ကိုလိုချင်တဲ့ဝယ်ပေးပြီးတော့မှကောင်မလေးကိုအကုန်ပေးလိုက် ဟုတ်ကဲ့ပါကိုခန္ဓာကိုယ်အစိတ်အပိုင်းမှာအကြီးကျယ်ဆုံးအရာဆိုဘာဖြစ်မယ်ထင်လဲ ဘလား အမအနေနဲ့ရောသူကြမျက်လုံးတွေပါတင်းလို့ရှိရင်ကြီးကျယ်တဲ့အစိတ်အပိုင်းရှိ ကြီးချင်တဲ့စိတ်ပါတယ်ပြန်သေးချင်တာပဲရှိအရန်ကြီးနေတယ်ခင်ဗျာ အရေးကြီးနေ ညာဘက်ရောက်လို့ရှိရင်မလုံရမနေနိုင်တဲ့ယောဂတစ်ခုခုကွာဥမာဘာ ဟိုလေကောင်မလေးနဲ့ဖုန်းမပြောရ မ အဘွားမတောင်းရမနေနိုင်အဘွားတောင်း ငိုတော့ငိုချင်လာတယ်လို့ ကောင်မလေးကိုချစ်တာလည်းကျွန်တော်ဘာမှမပြောတော့ မရော ဖြစ်နိုင်တော့အမြဲချစ်ရှင် ဟုတ်ကဲ့ပါအခုလိုပါဝင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးပါ ရโอเคအဲ့ဆိုရင်ပထမဆုံးမေးခွန်းကကြတာပေါ့နော်ကိုရီးစားနဲ့တူတူထီတစ်ဆောင်ထိုးရတယ်ဗျာအဲ့ထီတစ်ဆောင်ကအရန်တန်း900လောက်တန်တယ်အဲ့ထီပောက်သွားခဲ့ရဆိုလို့ရှိရင်ကိုယ့်ရဲ့ရီးစားကိုအတိပေးပြီးတော့တယောက်တစ်ဝက်ယူမှာဒါမှမဟုတ်ကိုတယောက်တည်းပဲယူမလား တယောက်တော့ယူ စကားကနည်းနည်းစဉ်းစားနေရတယ်လို့နေတိုင်းပေါ့နော်ကိုကောင်မလေးနဲ့3နာရီရန်ဖြစ်မလားဒါမှမဟုတ်ကိုတထေးစီက3နာရီအမြဲတမ်းနေတိုင်းအစုခံမလား ကောင်မလေးနဲ့ရင်ဖြစ်တော့မယ် ဘာဖြစ်လို့လဲ တထေးစီကတော့ pressure မလို့ခြင်းတော့ ကဲ
ဒီဗီဒီယိုလေးကတော့ဒီမှာပဲအဆုံးသတ်ပါတော့မယ်ခင်ဗျာနောက်ပတ်ဒီမှာဆိုလို့ရှိရင်လည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတယ်ကိုနဲ့နေအပြင်ဟိုမှာလူတွေဘယ်လိုမျိုးကျွန်တော်နှောက်ရမလဲဘယ်လိုမျိုး interview တွေကိုလည်းပြောသားမလဲဆိုတာကိုသိကျင်နေဆိုလို့ရှိရင်တော့ Serial Clip မြန်မာရဲ့ channel ကို like and subscribe လေးလုပ်ဖို့အတွက်ကျွန်တော်ကတောင်းဆိုချင်ပါတယ်အားလုံးပဲ bye bye